ကျမကသူတို့ညီမကိုမြန်မာသံရုံးကဘယ်လိုဆက်စပ်မယ်ဆိုတာမသိနိုင်တော့စိတ်ပူပြီးသူတို့ကိုမိုင်ကဲအိမ်မှာဘာလို့နေနေတာလဲလို့မေးတဲ့အခါဖြေဖို့သင်ပေးနေမိပါတယ်။ကျမကစိတ်ပူတော့ပြောမိပြောရတယ်ပြောနေတာမို့သူတို့ကရဲနေပြီးဘာစကားမှပြန်မပြောပါဘူး။နောက်ပိုင်းမှာတော့ကျမသူတို့ညီမနဲ့ပြန်တွေ့ဖြစ်ပါတယ်။မြန်မာသံရုံးကဘာပြောလဲလို့မေးတော့သူတို့ကရင်မောပြီးပြန်ပြောပြတာကတော့အိမ်ကိုမြန်ပြန်ဖို့ပြောကြောင်းအကြောင်းပြချက်ကအင်္ဂလန်မှာကြာနေတဲ့မိန်းကလေးတွေကပြည်တစားဖြစ်သွားတတ်ကြောင်းတွေပြောပါတဲ့သူတို့ညီမကတဟဟရေခဲ့ကြပါတယ်ခရစ်ယာန်သီလရှင်တွေကအင်္ဂလန်မှာကြာနေရင်ပြည်တစားဖြစ်မယ်လို့ဆိုတယ်လေမြန်မာတွေကတော့ဘလို့အခက်ခဲကိုပဲဖြစ်ဖြစ်ရေပစ်လိုက်တာပဲကိုသူတို့ညီမကကရင်တွေပါသူတို့ကပိုလို့တောင်မမှုသူတွေနဲ့တူပါရဲ့စစ်ဆိုရလက်အောက်မှာစိတ်ဆင်းရဲခံရတာကျင်သာရနေကြလို့လားမသိပါဘူးမြန်မာတွေကတော့ခန်းစားချက်တွေကိုရေပစ်လိုက်ပြီးအဝေးကိုမောင်းနှင်ပစ်လိုက်ကြတာပါပဲသူတို့ညီမလည်းမြန်မာပြည်ပြန်ဖို့ဆုံးဖြတ်လိုက်ကအိမ်ပြန်လက်ဆောင်တွေဝယ်လိုက်ကြပါတယ်သူတို့ကနေကအရာရှိကြီးအတွက်လက်ဆောင်ဝယ်မယ်ဆိုတော့မိုက်ကယ်ကလက်ပေးတာမကောင်းဘူးလို့ပြောလေရဲ့အမဖြစ်သူကလက်မခံပါဘူးသူကကျမကိုတိုင်တယ်ပြီးပြောလိုက်ပါတယ်နိုရီကိုရဲ့အန်ကယ်မိုက်ကယ်ကဘာမှနားမလည်ဘူးနော်ကျမတို့သာလက်မထိုးရင်အဲ့ဒီလူကကျမတို့ရဲ့ convince ကိုပိတ်ပင်မှာသူတို့မှလုတ်ပိုင်ခွင့်ရှိမရှိသူတို့ကကျမတို့ရဲ့မြေကိုရောကျောင်းကိုပါရောင်းပစ်လိုက်လို့ရနေတယ်အဲ့ဒီလိုသာလုပ်ရင်ကျမတို့တီလာရှင်တွေရောမိဘမဲ့ကလေးတွေပါနေစရာပြောက်ပြီးလမ်းပေါ်ရောက်သွားမှလေအဲ့ဒါလို့အဖြစ်ခံလို့မှမဖြစ်တာလို့သူကအရှိကြီးရှင်းပြနေပါတယ်တီလာရှင်ဝတ်စုံနဲ့လက်ဝါးကတ်တိုင်သာကိုပိုင်ပစ္စည်းရဲ့လို့ရှိတဲ့တီလာရှင်တွေစီကလက်လာပါကိုမျှော်ကိုတဲ့အရာရှိဆိုတာဘလို့ပုတ်တူနေတဲ့လူမျိုးပါလိမ့်လို့ကျမကစဉ်းစားနေမိပါတယ်မြန်မာပြည်မှာလက်ပေးလက်ယူပပြောက်အောင်ကျမတို့ဘလို့လုပ်ပေးနိုင်မှာပါလဲအာရှနိုင်ငံတွေမှာလက်ပေးလက်ယူစနစ်ပပြောက်အောင်လုပ်ဖို့ခက်မယ်ဆိုတာသိချပေမဲ့ဒီမြန်မာနိုင်ငံမှာတော့စုနဲ့သူ့ပါတီကလက်ပေးလက်ယူပပြောက်အောင်စူးစမ်းနိုင်မယ်ထင်ပါရဲ့မိုက်ကယ်တို့အိမ်ဟောင်းကနေတိုက်ခန်းသို့ပြောင်းခြင်းတီလာရှင်ညီမမြန်မာပြည်ပြန်သွားပြီးတဲ့နောက်မိုက်ကယ်ကစုနဲ့ပတ်သက်ပြီးအမှတ်ရစရာတွေများတဲ့ပတ်တောင်အိမ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်က3တက်တာဆိုတဲ့ခေါမိုးတက်နဲ့မြေအောက်ပါတော့9တက်ဖြစ်နေကအပေါ်တက်ဆင်းရတာကိုညင်းငွေ့နေပြီးမို့ရောင်းချင်တာလို့မိုက်ကယ်ကရှင်းပြပါတယ်တကယ်လဲကင်နဲ့မိုက်ကယ်2ယောက်ထဲအတွက်9တက်ပါတဲ့အိမ်ဟာတိတ်ကြီးနေတာအမှန်ပါပဲမိုက်ကယ်ကညီတက်မှနေပြီးကင်ကခေါမိုးတက်မှမို့တအိမ်ထဲနေပြီးတော့တောင်လေကိုတယောက်တစ်မျိုးစီရှူနေရတာမဟုတ်လားဘဝအပြောင်းလဲကလည်းတိတ်တန်မှုကြီးတယ်လေမိုက်ကယ်ဟာတနေ့လုံးလိုစာတင်ရစာဖတ်ရကလေးတွေကိုစောက်ရှောက်ရနဲ့မောခဲ့ရှာတာပါခုတော့အလက်ဇန်ဒါကအမေရိကကိုကျောင်းသားတက်ပြီးမို့ကင်တယောက်ပဲသူ့နာမှာကြံနေလေကင်ကသူ့ကိုလှုပ်ပေးနေကြပါပဲလီးကချွတ်တာကျွန်တော်အလုပ်ပါလို့ကင်ကမီးဖို့ထဲမှာပြောနေကြပါသူလဲမကြခင်ကောလိပ်သွားတော့မှာကိုမိုက်ကယ်အနေနဲ့တယောက်တည်းအလွမ်းနေနဲ့အတူဒီအမှတ်ရစရာတွေများတဲ့အိမ်မှာမနေချင်ဘူးထင်ပါရဲ့မိုက်ကယ်လွမ်းနိုင်သေးတဲ့နောက်တစ်ခုကတော့တီလာရှင်ကြီးအမရဲ့ရေတံတွေပါပဲသူတို့နဲ့အတူနေခဲ့တဲ့ကာလတွေမှာမိုက်ကယ်ဟာမိသားစုဘဝကိုသတိရနေခဲ့ပုံပါသူတို့ကခဏလေးလာနေသွားပြင်မဲ့မိုက်ကယ်တို့သားဖားကတိတ်ကိုစိတ်ချမ်းသာခဲ့ရပါတယ်ဒါပေမဲ့သူ့ကြောင့်လို့ဆိုနိုင်မဲ့အကြောင်းကြောင့်ပဲဒီညီမကိုကူညီရမရောက်ပဲဖြစ်သွားရတဲ့အတွေ့အကြုံကလည်းသူ့အတွက်စိတ်မချမ်းသာစရာဖြစ်လာခဲ့ပါတယ်တကယ်တော့ငယ်လေးကတည်းကတီလာရှင်ဖြစ်လာခဲ့တဲ့အငယ်မလေးဟာအသက်သာ20ဆိုပေမဲ့တကယ်သူတော်စင်လေးလိုဖြူရှင်ချပါတယ်ဒါပေမဲ့ကရင်တွေကိုစစ်တပ်ကအနိုင်ကျင့်လေးရှိတာမို့သူနေရင်လည်းပြန်ရောက်သွားရောသူလည်းစစ်သားမိန်းမဖြစ်သွားရောလို့ကြားကြရတော့စိတ်မကောင်းဖြစ်ကြရပါတယ်အကြီးမလေးကတော့လာရှိုးက convince မှာပဲဆက်နေခွင့်ရရှာပါတဲ့တကယ်တော့အငယ်မလေးကိုကင်ဟာအမအရင်တယောက်လိုတန်ရောစင်ရှိခဲ့တယ်လို့သူတို့ညီမ2ယောက်ကလည်းမိုက်ကယ်ကိုပါအဖေတယောက်လိုပြုစုကူညီခဲ့ကြပါတယ်သူတို့ကအန်ကယ်မိုက်ကယ်သာတကယ်နေမကောင်းဖြစ်ရင်နေဆက်ကိုဖြတ်ပြီးတော့လာပြုစုပါမယ်လို့နှုတ်ဆက်ခဲ့ကြပူပါတယ်သူတို့အတွက်နေဆက်ကိုဖြတ်ကျော်တာဟာအဆန်းမဟုတ်ဘူးလေစုရဲ့မိန်ကွန်းကိုနားထောင်ခြင်းလို့ဆိုပြီးသူတို့တောကြောတောင်ကျော်နဲ့ကြော်ခဲ့ပူပါတဲ့ဒါပေမဲ့မိုက်ကယ်နောက်ဆုံးအချိန်တွေမှာသူတို့အရောက်မလာနိုင်ခဲ့ကြတော့ပါဘူး
မိုက်ကယ်ဟာအထီးကျန်ရတာကိုမခံစားနိုင်ချိန်လေကျမတို့ဇနီးမောင်နှံကတော့ဒီညီမရဲ့ရေတံနေပျောက်သွားတဲ့မိဖို့ကြောင့်6ကက်ကက်ကိုမခံစားနိုင်တာပဲကိုဒီလိုကြောင့်ပဲမိုက်ကယ်ဟာအိမ်ပြောင်းဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်ကျမတို့2ယောက်ကတော့မိုက်ကယ်ရဲ့တိုက်ခန်းအသစ်ကကျမတို့တိုက်ခန်းနဲ့အဆောက်အဦ9ခုစာပဲခြားတာကြောင့်ဝမ်းသာခဲ့ရပြန်ပါတယ်နော်ဟန်ဥယျာဉ်လမ်းတစ်လျှောက်ကအိမ်တွေအားလုံးဟာဝီတိုရီယာခေတ်လက်ရာတွေပဲဖြစ်ပါတယ်။တချို့အိမ်တွေကတော့အောက်စဖို့ဒ်တက္ကသိုလ်ရဲ့သုတေသနဌာနအဖြစ်အသွင်ပြောင်းခဲ့ပြီးအိမ်တစ်လုံးကိုတော့နိုင်ငံရပ်ခြားပညာရှင်တွေရဲ့မိသားစုတွေအတွက်လှုပ်ရှားမှုတွေဆောင်ရွက်နိုင်တဲ့အိမ်ဖြစ်အသွင်ပြောင်းထားပါတယ်။ဘယ်အိမ်ကိုမှလူတဦးတစ်ယောက်မိသားစုတစ်စုကပိုင်နေရဲလို့မရှိပါဘူး။လူတစ်ယောက်မိသားစုတစ်စုအနေနဲ့ပိုင်နိုင်တာကတော့အထက်တစ်ထပ်တိုက်ခန်းတစ်လွှာပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်ဝင်ဝမှာလူခေါ်ခေါင်းလောင်းခလုတ်တွေအများကြီးရှိနေတတ်ပါရဲ့။ဒီအိမ်တွေဟာအရင်ကစောက်ခဲ့တာမို့မိသားစုစုတွေနေဖို့ရည်ရွယ်ခဲ့ကအတန်ကိုထိန်းချုပ်ထားဖို့စနစ်လည်းမရှိပါဘူး။အိမ်တိုင်းလိုမှအနှွေးတက်ပေးဖို့မိခိုးခေါင်းတိုင်ကလည်းရှိနေလေတော့ခုချိန်မှအသုံးမပြုကြတော့ပေမဲ့မိခိုးခေါင်းတိုင်ဟောင်းလောင်းပေါက်ကအလွှာတိုင်းအခန်းတိုင်းရဲ့အတန်တွေကိုဖြန့်ပြူပေးနေသလိုပါပဲလူတွေပြောကြတဲ့အင်္ဂလိပ်တီးခတ်မှုဆိုတာအဲ့ဒီလိုအတန်တွေပြန့်နေတာကိုတီးခတ်တယ်လို့ဆိုလိုပါတယ်ဒီအကြောင်းတွေကိုမသိတဲ့စစ်ဆိုရာကတော့စုခင်ပွန်မိုင်ကယ်ဟာတထေးမို့အင်ကြီးရခိုင်တလုံးကိုဝယ်တယ်လို့ဆွဆွဲခဲ့ပူပါတယ်တကယ်တော့အိမ်ပြောင်းလိုက်တာဟာမိုက်ကယ်အတွက်အပြောင်းလဲကြီးတစ်ခုပါပဲသူ့အခန်းကခက်မောင်မောင်ဖြစ်ပေမဲ့စာကြည့်စပွဲကိုတော့နေထိုးလေးရှိပါတယ်အဲ့ဒီအခန်းကိုပြင်ဆင်လိုက်တဲ့အခါမှာတော့နေချင်းစပွဲအတော့ကိုကောင်းသွားလေရဲ့သူစာကြည့်ကန်းကနေကြည့်မယ်ဆိုရင်ဝေတန်ကုန်းမြင့်လေးကိုလှမ်းမြင်နေရတတ်ပါတယ်အိမ်ခန်းကနော်ဟန်ဥယျာဉ်လမ်းကိုမျက်နှာပြုထားပါတယ်မိဖို့ကြောင့်ကအတော်ကြီးကျယ်ပြီးဧကန်ရေချိုးကန်းအိမ်သာစသည်ဖြင့်စုံလင်လှပါတယ်အလက်ဇန္ဒာရဲ့အခန်းကလမ်းမဘက်မျက်နှာမူပဲအတွင်းဘက်ကျပါတယ်ကင်ကတော့ထုံးစံအတိုင်းခေါမိုးတက်မှာပါပဲခေါမိုးတက်မှာစုရဲ့အချုပ်ဆက်ကလေးရဲ့စာအုပ်နဲ့ဝတ်စာတွေထည့်ထားတဲ့စက်ကူပုံတွေလည်းရှိနေပါတယ်မိုက်ကယ်ကအခန်းကိုပြင်ဆင်တာအမြင်ရှိတော့အခန်းလေးကတကယ်ကိုနေချင်းစပွဲပါသူကစာကြည့်ကမ်းမှာတင်မုံတစ်ခုကိုလည်းပြင်ဆင်ထားပါတယ်အလက်ဇန္ဒာအတွက်စာကြည့်စပွဲတစ်လုံးကိုလည်းပြင်ဆင်ထားပေးပါတယ်ထမင်းစားကမ်းမှာစုနဲ့သူတို့မိသားစုရဲ့ဓာတ်ပုံတွေကိုချိတ်ဆွဲပြသပြင်ဆင်ထားတာကလည်းတကယ်ကိုအဆင်ပြေလှပါတယ်ကျမကမိုက်ကယ်ကိုရှင်ကတကယ်ကိုအဆအရာကိုအကောင်းဆုံးနဲ့တသက်ရရပြင်ဆင်တော့တာပဲကိုလို့ပြောတော့စာအုပ်စင်ရှိမှလဲလျောင်းနေတဲ့ကင်ကစိတ်မသက်မသာပုံစံနဲ့ကျွန်တော်အတွက်တော့မလွယ်ဘူးဗျာလို့ဆိုပါတယ်သူကြည့်ရတာတသက်ရရစနစ်တကျနေရတာကိုသဘောတွေ့ပုံမရပါဘူးအဲ့ဒီအိမ်မှာတော့တရုတ်အမျိုးသမီးတစ်ယောက်ကတန်ရှင်ရည်နဲ့လျှော်ရည်ဖွေရည်ကိုတစ်ပတ်မှတစ်ခါနှစ်ခါတော့လာလုပ်ပေးပါတယ်အဲ့ဒီအမျိုးသမီးကမိုက်ကယ်အတွက်တရုတ်စာလည်းချက်ပေးရပါတယ်အဲ့ဒီနောက်မှာတော့မိုက်ကယ်ဟာဘဝပုံစံအသစ်နဲ့အသားကျအောင်စူးစမ်းနေထိုင်ဖြစ်ခဲ့ပါတော့တယ်စုရဲ့ပုံတူပကြီးကားချက်ကြီးစုရဲ့52နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်တရုတ်အမေရိကန်ပကြီးဆရာမမစ္စတာချန်ယန်နင်းကစုရဲ့အရွယ်အစားအတိုင်းကြီးမားတဲ့ပုံတူပကြီးကားကြီးကိုလက်ဆောင်ပေးခဲ့ပါတယ်ပကြီးကားထဲမှာစုကနောက်ခံအမှောင်ရှေ့ကျမ်းပြင်ပေါ်မှာထမိန်အနီရောင်နဲ့ထိုင်နေလေရဲ့တကယ်တော့မစ္စတာချန်ကစုကိုလူချင်းမမြင်ဘူးပါဘူးဒါပေမဲ့သူကစုကိုလေးစားလို့ဒီလိုအသက်ဝင်တဲ့ပကြီးကိုရေးဆွဲနိုင်တာဖြစ်ပါတယ်မိုက်ကယ်ရောစုရဲ့တငယ်ချင်းတွေကပါဒီပကြီးကားရဲ့အသက်ဝင်မှုကိုသဘောကျခဲ့ကြပါတယ်ဒီပကြီးကားကိုပေးအပ်မဲ့အခမ်းအနားကိုတော့ဂီဖိုမျိုးပြင်ကအိမ်တအိမ်မှာကျင်းပခဲ့ပါတယ်အဲ့ဒီအိမ်ရှင်က Dutch ရေနံကုမ္ပဏီဖြစ်တဲ့ Shell ရဲ့ဥက္ကဋ္ဌနေအိမ်မှာဒီအိမ်မှာအိမ်ရှင်ကအမြဲနေတာမဟုတ်ပေမဲ့လူ90လောက်ကိုအိမ်ဆောင်ဖြစ်ထားတဲ့အိမ်ကြီးပေါ့ပိုင်ရှင်ရဲ့ဇနီးဖြစ်သူကသာဥယျာဉ်ခြံပြုပြင်တာကိုဝါသနာပါတော့လက်ရှိဖနက်စီမဖလာပတ်ခအဲ့ဒီအိမ်မှာနေပြခိုက်ခြံထဲမှာပန်းပင်တွေကိုစိုက်နေပြိုးနေတတ်လေရဲ့သူကတိတ်ပွင့်လင်းလင်းရင်းနှီးနှီးပုံစံမျိုးဖြစ်လေတော့မိုက်ကယ်ကစိတ်သက်သာရပါတယ်ပိုင်ရှင်ကတော့ဒီအိမ်မှာအပန်းဖြေနားနေလေးရှိပါတယ်ကျမတို့ကအဲ့ဒီအိမ်ကိုမိုက်ကယ်ကားနဲ့ပဲတွားခဲ့ကြပါတယ်တလန်းလုံးစကားတွေဖောင်ဖွဲ့ခဲ့ကြတာပေါ့
ခုချိန်မှာတော့မိုက်ကယ်ကစိတ်အေးချမ်းလာပုံပါပဲလမ်းမှာစာရေးဆရာကြီးသောမတ်ဟာဒီရဲ့နေအိမ်ကိုဖျက်ခဲ့တဲ့အတွက်သူ့ဝတ္ထု တက်စ်အကြောင်းလဲပြောပြခဲ့ကြပါတယ်ဒီစာအုပ်ကသခင်ဖတောင်းကပန်းတာမဆဦးနမီနဲ့ဘာသာပြန်ဆိုခဲ့ပူပါတယ်ဒီလိုအင်္ဂလိပ်စာစာပေအကြောင်းကိုမိုက်ကယ်နဲ့စကားပြောဆွေးနွေးဖြစ်တာအဲ့ဒီချိန်ဟာပထမဆုံးနဲ့နောက်ဆုံးအချိန်ပါပဲအဲ့ဒီပွဲကိုလူတစ်ယောက်ပေါင်60နှုန်းနဲ့လက်မှတ်ရောင်းခဲ့ပေမဲ့လူတွေအများကြီးတက်ရောက်ခဲ့ကြပါတယ်ပွဲကအိမ်ဝင်းထဲကဥယျာဉ်ထဲမှာတဲအကြီးကြီးထိုးပြီးလှုပ်တာပါပကြီးကားပေါ်ကပိတ်စဖြူကိုလှစ်လိုက်တဲ့အခါမှာတော့လက်ခုပ်တန်တွေပျော်ရွှင်ကြည်နူးအံ့ဩတန်တွေစူညံခဲ့ပါတယ်ပွဲတက်လာတဲ့မြမအမျိုးသမီးအများစုကမြမရိုးရဝတ်စုံကိုဝတ်ဆင်ခဲ့ကြတာမို့ပကြီးတဲကစုရဲ့ပုံတူပကြီးလိုပဲလှပလို့နေကြပါတယ်ကျမတို့ကညစာကျွေးတဲ့တဲကြီးဘက်ကိုရှောက်လာခဲ့ကြပါတယ်အိမ်ပိုင်ရှင်ကအင်ဒိုနီးရှားကစဖို့မူးကိုခေါ်ယူပြီးအရှိတိုင်အစားအစာတွေကိုပြင်ဆင်ကျွေးမွေးတာပါကျမကတော့အဲ့ဒီလိုပညာရှင်တွေချက်ပြုတ်တဲ့စားအစာတွေကိုတိတ်တဘောမကြပါဘူးကျမအတွက်တော့စုကိုယ်တိုင်ချက်လေးရှိတဲ့ဂျမ်ဘာလာယာခေါ်တဲ့အင်ဒိုနီးရှားအစားအစာကအများကြီးပူကောင်းလှပါတယ်ဘလို့ပဲဖြစ်ဖြစ်မီလီယံနာတွေနဲ့တာမန်လူတွေရဲ့ဧည့်သည်ကိုအခန့်ပုံမတူကြောင်းတအံ့တော်လေးလာမိပါတော့တယ်မိုက်ကယ်ကကျမတို့ကိုအခန့်ခဲ့တဲ့အဲ့ဒီအခိုက်အတန့်ကတော့ပျော်ရွှင်စရာအခိုက်အတန့်ပါပဲညစာစားပွဲပြီးတော့ကျမတို့ဥယျာဉ်တဲကိုဝင်လည်လိုက်ပါသေးတယ်အဲ့ဒီနေရာမှာမြင်းရောနွားတိုးတွေကိုပါစီးလို့ရတဲ့နေရာရှိပါတယ်ပန်းခြံကြီးတစ်ခုလိုဖြစ်နေတဲ့သူတို့ရဲ့အိမ်ဝန်းကြီးကတိတ်ကိုကြီးပါရဲ့ကျမတို့ဥယျာဉ်ထဲမှာလမ်းလျှောက်နေတော့တဲကြီးထဲမှာတော့ဂီတနဲ့အကတွေကိုစတင်ဖျော်ပြနေပါပြီကင်နဲ့သူ့တငယ်ချင်းတွေစုထောင်ထားတဲ့ဒီဝိုင်းကလည်းဖျော်ပြပါသေးတယ်ဒါပေမဲ့သူတို့တီးတာကအမြိုင်ကြီးမဟုတ်ပါဘူးကဘာကျော်မှမဟုတ်ဘူးလို့တွေးမိစရာလေသူတို့တငယ်ချင်းအုပ်စုကမူလတန်းကျောင်းနေဘက်တွေပါဘသူကမှတော့သူတို့ကိုတော်ပါတော့လို့မပြောခဲ့ကြပါဘူးမကြသေးခင်ချက်ပိုင်းကပဲမိုက်ကယ်ကတအံ့တော်ပြောခဲ့တဲ့စကားတစ်ခုရှိခဲ့ပါတယ်နိုရီကိုရေးကင်ကတော့ North Fabric မှာရှိတဲ့အသားညက်ပါမုံဆိုင်မှာအလုပ်လုပ်မယ်ဆိုပြီးတွားလေရဲ့နောက်နေ့မှာတော့သူ့ကိုစိတ်ကမရှိလို့ဆိုပြီးဆိုင်ကကန်ထုတ်လိုက်တယ်လေလို့ပေါ့ကင်ကတော့ကျမတို့ကသူနဲ့သူ့ကောင်မလေးကိုတတိထားမိသွားကြောင်းမသိချင်အောင်စောင့်နေပုံပါပဲသူကနေဖင်ထိုးမှထပြီးစမကြက်လုံးမလုံးပဲလေယာပြန်စရေးပဲလုပ်နေပေမဲ့ကောင်မလေးတွေကသူ့ကိုသဘောကျကြတယ်လေဒယ်ဒီမိုက်ကယ်ကလည်းသူ့ကိုမစူပါဘူးဒါပေမဲ့သူ့စိတ်ထဲမှာတော့အန်ကယ်အိုစုနဲ့အန်တီနိုရီကိုဟာသူ့ကိုတိတ်မရွှင်မပြနဲ့ကြည့်နေတယ်လို့သတိထားမိပုံပါဒီနှစ်ယောက်ကသူ့မိဘတွေနဲ့သွေးမတော်သားမဆက်ပေမဲ့သူ့ကိုယ်သူတော့လူမမတိတတ်သေးခင်ကတည်းကသူ့ကိုရောမိသားစုကိုပါသိနေခဲ့ပြန်ရောတကယ်တော့စီးမြက်ကန်နဲ့တင်ကြက်မဲ့မိခင်ရဲ့လို့မရှိခဲ့တဲ့အတွက်ကင်အတွက်ကနက်ပြည်မာလိုဖြစ်ခဲ့ပေမဲ့တကယ်အနေထားမှာတော့မရဲလို့ပဲဆိုရမှာပါအဲ့ဒီညကအခန့်ပွဲမှာတော့မိုက်ကယ်ကလူတွေအားလုံးရဲ့လှိုက်လှိုက်နဲ့နဲ့အားပေးမှုကိုရခဲ့တာအမှန်ပါမိစ္ဆာဒူဝဘဝကနေထွက်ပြေးခွင့်ရတယ်လို့လည်းဖြစ်နေတာမို့မိုက်ကယ်ကပကြီးကားပေးအပ်ပွဲကြီးမှာတီခင်းအခန့်နဲ့မြန်မာမင်းကလေးတွေရဲ့ဖျော်ဖြေပွဲကိုသူတိတ်သဘောကျခဲ့ပါတယ်မြန်မာမင်းကလေးတွေကမြန်မာအကနဲ့လဲစဖျော်ပြီးရောမိုက်ကယ်ကကျမတို့ရှိကမျက်ခင်အလဲမှာထိုင်ချလိုက်ပြီးတော့ကိုကြည့်တော့တာပါပဲမင်းကလေးတွေကတဲ့အခါကိုခန္ဓာရင်းရင်သူကပါလက်တွေပါတွေကွေးဆမ်ပြီးလိုက်ရင်နေတာကြောင့်ကျမတို့အတွက်ကတော့အရိညာကပြဿနာပါဓာတ်ပုံလဲရိုက်ရအဆင်မပြေပေါ့ရိုက်လိုက်တိုင်းမိုက်ကယ်အနောက်ကခေါင်းပြောင်ပြောင်ကကွယ်နေတာကိုကျမတို့ကမတ်တက်ထရက်ပြီးဓာတ်ပုံရိုက်မယ်ဆိုရင်တော့ရတာပေါ့ဒါပေမဲ့အနောက်ကထိုင်နေသူတွေကိုအားနာတာနဲ့ပဲမိုက်ကယ်နောက်ဆေးပါတဲ့ဓာတ်ပုံတွေကြီးပဲကျမတို့ရိုက်ခဲ့ကြပါတော့တယ်သူ့ကြောင့်သာမဟုတ်ရင်ကျမတို့ဟာအမှုပညာမြောက်ဓာတ်ပုံတွေပါတွေတောင်ရိုက်ချင်ရိုက်နိုင်ခဲ့မှာပါအကမှာပါတဲ့မြန်မာမိန်းကလေးတွေကအင်္ဂလန်မှာအခြေချနေသူတွေဖြစ်ပြီးသူတို့ဝတ်ထားတဲ့ပိုးချိတ်တွေကတော့မြန်မာပြည်ကနေလှမ်းမှားထားတာတွေပါသူတို့ကစုနဲ့မိုက်ကယ်အတွက်လို့ရည်ရွယ်ကသူတို့စုထားသမျှလေးတွေကိုဒီပွဲအတွက်အကုန်ကြခံခဲ့ကြတယ်လို့ဆိုရမှာပါရောင်စုံရိုးရဝတ်စုံတွေနဲ့ခါးတွေရိမ့်တွေကသူတို့ကပုံကလှလွန်ကြက်တည်ရှိလွန်းတော့အိုးကျွန်တော်ဒီရှေ့တိုင်းသူတွေရဲ့အလှကိုတိတ်တဘောကြတယ်ဗျာလို့မိုက်ကယ်ကတဖွားဖွားဆိုလေရဲ့
အိမ်နေကစုရဲ့လူသားအရွယ်ပကြီးကားကြီးကိုမိုက်ကယ်ကရသွားတော့အားလုံးလိုကဒီပကြီးဟာဖြင့်စုတို့အိမ်ရဲ့ဧကန်မကြီးထဲမှာချိတ်ဆွဲပြသထားမှာပဲလို့တွေးထင်ခဲ့ကြပါတယ်ဒါပေမဲ့မိုက်ကယ်ကတော့သူ့အိတ်ခမ်းထဲကိုယူချသွားခဲ့တာပါသူကရင်ခေါင်းရင်းကနံရံမှာချိတ်ပြီးသူကအဲ့ဒီပကြီးကားအောက်တက်မှာအိတ်တာကိုဒီတော့ဒီပကြီးကားကြီးဟာအိတ်ခံပွဲနေမှာပဲလူများအတွက်ကြည်ခွင့်ရခဲ့ပေမဲ့နောက်နေ့ကစပြီးမိုက်ကယ်ရဲ့တဦးတဲ့ပိုင်ဖြစ်သွားတော့တာပါအဲ့ဒီနောက်ပိုင်းသူမကွဲလွန်ခင်အချိန်ထိ2 နှစ်နီးပါးကာလမှာမိုက်ကယ်ဟာစုပုံသူရဲ့မျက်မှောက်အောက်မှာအိတ်သွားခဲ့တော့တာပါပဲဒီနေရာလေးဟာတကယ်တော့စုနဲ့မိုက်ကယ်တို့2ယောက်ကြားကလျှို့ဝှက်နေရလေးအဖြစ်မိုက်ကယ်မကွဲလွန်မချင်းတည်ရှိသွားခဲ့တယ်လို့ဆိုရမှာပါစုရဲ့ရှင်မရှိလိုက်တာမိုက်ကယ်ကိုလွမ်းစေတာသာမကပဲကင့်အတွက်လဲဂရီပုံမြင်တဲ့ကတနာစရာမင်းသားလေးအဖြစ်မျိုးကိုတွန်းပို့စီခဲ့ပါတယ်အလက်ဇန္ဒာလည်းအခိုက်တန့်တော့စိတ်ဒဏ်ရာရခဲ့သေးတာကိုအခန်းကစုအတွက်စတဆောင်စုမရှိတော့တဲ့မိုက်ကယ်ဘဝနောဟန်ဥယျာဉ်အိမ်စုရှင်ကမိုက်ကယ်နဲ့ကင်တို့ရဲ့နောဟန်ဥယျာဉ်အိမ်ကဘဝအကြောင်းကိုမသိဘူးမဟုတ်လားဒီတော့သူတို့ရဲ့နေတဲ့ဘဝအကြောင်းကိုကျွန်မပြောပြပါရစေမိုက်ကယ်တိုက်တွန်းမှုကြောင့်သူဝယ်ထားတဲ့အိမ်နဲ့9 အိမ်လောက်ပဲဝေးတဲ့နေရာမှာကျမတို့အခန်းလေးဝယ်ဖြစ်ကြောင်းပြောခဲ့ပြီးပြီနော်ကျမတို့လန်ထိတ်ထလွယ်ခုံးမှာရှိတာကစိန့်မာဂရက်ကောလိပ်ပေါ့ကျမတို့တွေရေစရာပြောပြခဲ့တာကတော့ကျမတို့အခန်းမှာအလံချိတ်ထားတာကအဖြူအကျော်ဆုံးလို့အနက်ရပြီးအနီဆူရှီလို့အနက်ရကြောင်းပေါ့အဲ့ဒီကာလတွေတုန်းကရှင်နဲ့မိုက်ကယ်ကဖုန်းနဲ့တော့အဆက်အသွယ်ရှိနေခဲ့တယ်လေမနက်တိုင်းကျမတို့ကမိုက်ကယ်စီတွားလဲတက်ပြီးမိုက်ကယ်ကလည်းရှင်နဲ့ဖုန်းပြောနေကြပါပဲသူကအမှုရာနဲ့သူနဲ့စကားပြောနေတာရှင်လို့ပြောပြနေကြပါတနေ့တော့မိုက်ကယ်အတွက်အိမ်တန့်ရှင်ရေးလာလုပ်ပေးနေတဲ့ကောင်မလေးကလည်းရှင်နဲ့ဖုန်းပြောနေတာကိုတွေ့ရပါတယ်ကောင်မလေးကဖုန်းကိုချလိုက်ပြီးမျက်နှာနေမြန်းမြန်းနဲ့အန်တီစုကကျမကိုပြောတယ်အန်ကယ်မိုက်ကယ်ကိုအစားတွေအများကြီးမချက်ကျွေးနေနဲ့တဲ့လို့ဆိုပါတယ်တကယ်တော့ကောင်မလေးကမိုက်ကယ်နဲ့ကင်တို့အတွက်အစားအစာတွေအများကြီးယူလာနေကြပါပဲရှင်ကအဲ့ဒါလောက်အဝေးကြီးကနေတော့မိုက်ကယ်နဲ့ကင်ကိုထိန်းချုပ်ထားခဲ့တာပဲနော်မိုက်ကယ်ကအဲ့ဒီအချိန်မှာကင်အမေနဲ့အထက်တန်းကျောင်းစာမေးပွဲကိုအဆင့် A မရမှပူနေခဲ့တာပါကင်ရောမိုက်ကယ်ကစိတ်ပူပန်မှုတွေကိုထုံမပြခဲ့ပေမဲ့ဆက်စုပူပန်စိတ်ကြီးတဲ့ကျမနိုရီကိုကတော့သူတို့စိတ်တွေပို့ပြီးတည်ငြိမ်အောင်ဆိုကစားကောင်းတောက်ဖွယ်တွေနဲ့ဂရုစိုက်ဖြစ်ခဲ့ပါတယ်ရှင်ကသူတို့ကိုအစာတွေအများကြီးမစားစေချင်တာသိပေမဲ့ရှင်စီကနည်းနည်းတော့အမုန်းခံမှဖြစ်မှာပါရှင်ကိုယ်တိုင်ပြင်ကျွေးရမယ့်အစားအသောက်ပမာဏထက်တော့ကျမကအပိုလေးပြင်ပေးတာသဘာဝကျရင်မဟုတ်လားလေကင်ကကျမကိုမေးနေကြရှိပါတယ်အန်တီနိုရီကိုကဘာလို့အများကြီးမစားရတာလဲတဲ့ချက်ပြုတ်ပြင်ဆင်ရင်ညီစားရတာကိုစပွဲမှာထိုင်စားရတာထက်ကြိုက်လို့ပေါ့လို့ကျမကပြန်ဖြေခဲ့ပူပါတယ်ကျမကသူတို့သားအဖကိုဖုံးဆက်ပြီးငါလည်းစာအစင်သင်းဖြစ်ပြီနော်လို့ပြောတဲ့အခါကင်ကငယ်ချင်းတချို့ကိုတောင်ခေါ်လာတတ်ပါတယ်အန်တီနိုရီကိုကမြည်နေရတာလည်းမစားနိုင်ဘူးကွဒီတော့မင်းတို့စိတ်ကြိုက်တာစားကြလို့ပြောလေရဲ့ကင်ကတော့ခလေးဘဝကနေအခုထိဘာဆိုဘာမှမပြောင်းလဲဘူးနော်ဟုတ်တယ်ဟုတ်မိုက်ကယ်အိမ်မှာမရှိချိန်ဆိုကင်နဲ့သူ့တငယ်ချင်းတွေကလာစားပြီးကျေးဇူးတင်နေဆိုကပကံနေကူဆေးပြီးလစ်ပြေကြတော့တာပဲဒါပေမဲ့အတော်လေးကြာတဲ့အခါကင်ကတစ်ခေါက်ပြန်ရောက်လာပြီးဒယ်ဒီဖို့ထုတ်ပြီးအောင်တော့လို့လာပြောတော့တာပါပဲစုရင်ရှင်စိတ်ပူနေပါနဲ့ကျမကကိုဝေစုကိုတော့မပေးလိုက်တတ်ပါဘူးကျမကကင်နဲ့သူ့တငယ်ချင်းတွေကျွေးမွေးရတာစိတ်ချမ်းသာပျော်ရွှင်ပြီးဝါလာလိုက်တာအခုဆိုအရင်ကထပ်နှစ်ဆဖြစ်နေပြီလေရုပ်ချောတဲ့ကင်ကိုဒါဟန်တက္ကသိုလ်ကဝင်ခွင့်လက်ခံတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့နောဟန်ဥယျာဉ်အိမ်မှာတပ်ပြင်းတွေချလိုက်နိုင်ပါပြီမိုက်ကယ်ကရှင်စီကိုကင်ဒါဟန်မှာလူမှုရေးဘာသာနဲ့ကျောင်းဝင်ပြင်ရတယ်လို့ဖုန်းနှံပြောတော့ရှင်ကသိတာပဲလို့ဖြေတဲ့အဲ့ဒါကိုမိုက်ကယ်ကရှင်ဘလို့သိနေတာပါလဲလို့အံ့ဩနေတာပါအဲ့ဒါမိခင်စိတ်ပေါ်လို့ကျမကဖြေခဲ့ပါတယ်မိုက်ကယ်ကငွေကိုစစ်သုံးနေရပေမဲ့ကင်ကိုပုဂ္ဂလိကကျောင်းကောင်းမှာတစ်လပေါင်း1000အကုန်ခံပြီးကျောင်းထားခဲ့တာဖြစ်ပါတယ်သူ့ရဲ့အားထုတ်မှုအသေးအပွင့်ကိုအခုလိုတွေ့ရနေတော့မိုက်ကယ်က
ဒီရင်းနှီးမြှုပ်နှံမှုကတကယ်ကောင်းသွားတာပဲလို့ဆိုပါတယ်ကျမအထင်တော့ကင်ကနောက်ဆုံးစာမေးပွဲမှာအတော်လေးကြိုးစားခဲ့ပုံပါသူတငယ်ချင်းတွေအားလုံးကတော့မှသူ့ကိုမင်းဘလို့မျက်လှည့်ပြလိုက်တာလဲလို့မေးယူရတဲ့အထိပါပဲအဆင့် A 3လုံးသာရခဲ့ရင် Oxford ဖြစ်ဖြစ် Cambridge ဖြစ်ဖြစ်ကိုသွားနိုင်မှာပါအခုတော့ကင်က AA ရပြီးဒါဟမ်ကိုသွားရမှာကိုကင်ကစာကိုအသေးအံမကြက်ချင်သူလေဒါပေမဲ့ကျမမှတ်မိနေတာကတော့စိန့်အက်စ်မွန်ကျောင်းရဲ့ကြော်ညာတစ်ခုမှာကင်ကကျောင်းစာကြည့်လိုက်တဲ့ကခုံတစ်ခုမှာထိုင်ပြီးစာအုပ်တအုပ်ကိုဖွင့်လျက်သားလက်နှစ်ချောင်းကိုခေါင်းထဲထိုးတဲ့ကစာအသေးအံဖတ်နေတဲ့ပုံတရုပ်ဆောင်ပေးခဲ့ရသေးတာပါအဲ့ဒီပုံလေးကိုသဘောကျလို့ကျမတောင်တစ်ခုတောင်းယူထားမိပါသေးတယ်ကင်ကရှင်မှန်းထားခဲ့တယ်လို့ပဲရုပ်ချော်ချောလေးဖြစ်လာတယ်လို့ရှင်နဲ့လည်းတူလာတယ်နော်ကျမတို့လင်မယားလဲကင်ဟာဂျပန်ကနာမည်ကြီးအဆိုတော်ရုပ်ရှင်မင်းသားကင်မူတာကူထက်ကိုပူချောတယ်လို့ပြောဖြစ်ကြပါတယ်။နောက်ပိုင်းကင်တပ်ပုံကိုအိုဆာကာမှာရှိတဲ့မြန်မာမိတ်ဆွေကိုပြတော့ကင်မျက်နှာကမြန်မာတိတ်ဆန်တယ်လို့ပြောပါတယ်။မြန်မာအမျိုးသားတွေအလုံးဟာသူ့လိုရုပ်ချော်ရဲ့လားရှင်ပြောဘူးတာကအငယ်လေးသာမြန်မာမိန်းမရခဲ့ရင်သူတို့ကလေးကရာနှုန်းပြည့်မြန်မာမိန်းကလေးဖြစ်မှာနော်လို့ပေါ့။ဒါပေမဲ့ရှင်တလို့ပြောတိုင်းကျမကတော့ရှင်ဟာကိုယ်စကလုံးကိုဘလို့ပြောမိကြောင်းသိရလားလို့တွေးဘူးပါတယ်စဉ်းစားကြည့်လေကင်မျိုးဆက်တလျှောက်မြန်မာမိန်းမကိုဘယ်လောက်ထိယူကြမှာလဲသူတို့ကိုလည်းဘယ်တော့မှရာနှုန်းပြည့်မြန်မာလို့ခေါ်နိုင်မှာမဟုတ်ဘူးလေရှင်ဟာဒီကလေးအတွက်မြမအနာဂတ်ဆိုတာမျိုးကိုခပ်ပါပါလေးပြောနေမိလေသလား